ဒီချက်ဒီနေ့အဆွေသားဖြတ်ပုံဖြတ်နည်းကိုပြပေးမယ်နော်ဒီချက်တို့အဆွေသားဖြတ်မယ်ဆိုလို့ရှိရင်ဒီချက်တို့ဒါပိတ်စကြီးอ่ะ4တောင်ပေါ့နော်4တောင်မတွေ့လား4တောင်အဲ့4တောင်ကိုဒီချက်တို့ကဘာလုပ်ရမလဲဆိုတော့45ဒီဂရီသွားရမယ်ဒီမှာကြည့်မြင်ရတယ်နော်45ဒီဂရီဒီလိုသွားရမယ်သွားပေးရမယ်နော်အဲ့လိုသွားလို့ရှိရင်ဒီမှာရလာတဲ့ဟာဒီအဆွေသားပဲနော်အဓိကကတော့အဆွေသားလို့ဘာကြောင့်ခေါ်လဲဆိုတဲ့အခါကျတကယ်လို့ဒီမှာပိတ်စကိုဆွဲလိုက်တဲ့အခါမှာတွေ့လားဟိုဘယ်လိုခေါ်မလဲဆွဲလို့ရတယ်ပေါ့နော်ဒီယူရီးယားလိုပဲသိဥပမာဒီချက်ဒါနဲ့ရှင်းပြပေးမယ်ဒါဆိုလို့ရှိရင်ဒီချက်တို့ကဒီချက်တို့ရဲ့ပတ်စံအိတ်ကဒီမှာတွေ့လားဒီမှာအဝိုက်တွေပါတယ်နော်ဒီလိုအဝိုက်တွေပါတယ်ဒီလိုအဝိုက်တွေကဒီချက်တို့ကဒီလိုအဆွေသားမဟုတ်ပဲနဲ့ဒီလိုတဲ့ဖြတ်ပြီးအကုတ်ကိုဆက်မယ်ဆိုရင်လုံးဝတစ်ချက်လို့ချုပ်လို့မရအောင်နော်ဘယ်နေရာမှာပြဿနာတက်လဲဆိုတော့ဒီနေရာမှာလာပြီးတော့ပြဿနာတက်တယ်ဒါကြောင့်မလို့ဒီချက်တို့ကဒီဟာတွေကိုအဆွေသားသုံးရတာအဲ့တော့တဲ့ဟာ तू ကဒီမှာပိတ်စရဲ့တဲ့ဆိုတာ तू ကဒီမှာဆွဲလို့မရအောင်တွေ့လားတင်းတင်းဖြစ်နေတယ်အဲ့ဒါကိုပြောချင်တာအဲ့တော့အဆွေသားကြတော့ဒီချက်တို့ကဒီမှာ45ဒီဂရီကိုပိတ်စကိုစောင်းလိုက်ပြီဆိုတာနဲ့မကြည့်တွေ့လားအဲ့တော့တကယ်တော့အဲ့လိုရပြီဆိုတဲ့အခါကျတော့တကယ်တော့ဒီမှာလာချုပ်တဲ့အခါကျတော့ဒီအဆွေသားတွေကဘာမှပတ်စံနေဒီအဆွေသားတွေကသူ့ဟာနဲ့သူတခါတည်းတပြေးတဲ့နဲ့အကုန်လိုက်လာပြီးတော့ချုပ်လို့ရတယ်နော်အဲ့ဒါကိုဒီချက်ပြောပြချင်တယ်အဲ့တော့ဒီချက်တော့ကအမြဲတမ်းအဆွေသားကြီးပဲသုံးနေရတာလားဆိုရင်မဟုတ်ဘူးအိတ်တွေပေါ်မှာမူတည်တယ်မိမိရဲ့အိတ်တွေပေါ်မှာမူတည်တယ်အမှတချို့အိတ်ဆိုရင်ဒီအိတ်ဆိုလို့ရှိရင်ဒါကဒီချေတို့ကတဲ့သွားတယ်ဒီလိုတဲ့သွားတဲ့အိတ်ဆိုလို့ရှိရင်ဒီချေတို့ကအဆွေသားဖြတ်စင်ရမလို့ပဲနဲ့စောစောကဒီမှာဒီကနေတဲ့ဖြတ်လာရုံပဲနားလဲတယ်နော်မတူဘူးနော်ဒီချေတို့အိတ်တွေသုံးတဲ့နေရာမှာအဆွေသားကိုဘယ်နေရာမှာသုံးတယ်ဟာလားဘယ်နေရာမှာမသုံးဘူးဆိုတာဒီချေတို့သိနေရမယ်နော်ဒါကိုဒီချေပြပြဥမာဒီမှာဒီဘေးဆိုလဲဒီတိုင်းပဲတွေ့လားဒါလေးဆိုရင်ဒီချေတို့ဒီမှာ4000တဲ့ဖြစ်တဲ့အတွက်ဒီချေတို့အဆွေသားလုံးဝမသုံးစောစောကဒီလိုတဲ့ဖြတ်တဲ့အသားပဲသုံးတယ်ဘာလို့ဆိုတဲ့က तू ကဆွဲလို့မရအောင်4000ဒီလို4000နေရလဲဆွဲစရာမရှိဘူးဒီလိုဆွဲစရာမရှိဘူးဟုတ်တယ်နော်အဲ့ဒါကိုဒီချေပြပြချင်ဒီအိတ်တွေကြတော့တို့ဒီချေတို့ကဒီမှာတွေ့လားဒီထောင်းနေလာတဲ့ခါကျချေတို့ကဒီပိတ်သားကိုဆွဲရပြီဆိုတော့စောစောကဒီ4000ကနေဖြတ်ထားတယ်ဆိုလို့ရှိရင်ဒါတွေကဒီချေတို့လုံးဝချုပ်လို့မရဒါကြောင့်မလို့ဒီချေတို့ကဒီအိမ်မျိုးတွေဆိုလို့ရှိရင်အဆွေသားကိုသုံးရတယ်ဆိုတာဒီချေအဓိကပြောပြချင်တယ်နော်အဲ့ဒါဒီချေတို့အဆွေသားဖြတ်တဲ့နေရာမှာအဲ့လိုဘယ်ပိတ်စမဆိုပိတ်စသေးသည်ဖြစ်စေကြီးသည်ဖြစ်စေ45ဒီဂရီစောင်းကိုစောင်းပြီးတော့ဖြတ်ရမယ်မစောင်းလို့မရအောင်အဲ့တော့ okay ကောင်းပြီဒီအကြီးမွန်းလုံးဟုတ်လားကဲ okay ရတယ် okay ဒီမှာချက်ပြပြမယ်ဒီမှာတွေ့လားဒါလဲဒီချေတို့ဒီမှာ45ဒီဂရီစောင်းရတယ်တွေ့လားဒါမှဒီချေတို့ကဒီမှာဆွဲအားရှိတယ်နော်ဆွဲသားလို့ပုံစံမျိုးဆွဲအားရှိတယ်ဆွဲသားရှိမှဒီချေတို့ကစောစောကဒီကွေးသွားတဲ့နေရာတွေအဲ့ဒါတွေကိုဒီချေတို့ချုပ်လို့ရမှာဒါကိုဒီချေပြပြချင်တာနော်အဲ့တော့အခုဒီမှာဖြတ်တဲ့အခါကျတော့ရောဒီချေပြပြမယ်ဖြတ်တဲ့အခါကျတော့ဒီချေတို့ကဒီမှာဖြတ်ပြီးဆိုလို့ရှိရင်ဒါအခုစောစောကဒီမှာဒါ45စင်တီနော်sorry 45ဒီဂရီ45ဒီဂရီကိုဒီချေတို့ဒီမှာဖြတ်ချလိုက်ပါဖြတ်ချလိုက်ပြီးရင်ဒီပေါ်မှာဒီချေတို့ကထပ်ပြီးအဆွေသားကိုဖြတ်ရမယ်အဲ့လိုဖြတ်ပြီးဆိုတဲ့အချိန်ကျရင်ဒီချေတို့ကဒီမှာဒါစောစောကဒီမှာဒီချေတို့ဖြတ်တဲ့နေရပေါ့နော်အဲ့ဒီကနေပြီးချေတို့ကဘာထပ်ယူရမလဲဆိုတော့3.5စင်တီယူရမယ်3.5 3.5စင်တီယူပြီးတော့မှဘေးမှာ0.9ထပ်ပြီးတော့ချုပ်စာပြန်ထည့်ရမယ်နော်ဒီပေတံမရှိဒီပေတံမှာဆိုလို့ရှိရင်ဒီမှာကြည့်ကျတို့35မီလီမီတာဆိုတော့3.5စင်တီနော်အဲ့ဒီ3.5ကိုဒီမှာဒီကျတို့ယူမယ်ဒီထိတ်ကနေနော်ဒီဘက်ကနေနော်အဲ့လိုယူလိုက်ပြီးတော့ကျတို့ဒီမှာ line တားမယ်တားပြီးသွားရင်ဒါဒီချေတို့အကုတ်ကုတ်ရမယ်အစဒါပေမဲ့ပြီးရင်ထပ်ပြီးတော့ဒီမှာဒီချေတို့ကဒီမှာ0.9ချုပ်စာထပ်ပေါင်းရမယ်နော်
လက်မနဲ့ဆိုရင် 1.4 လက်မလို့ခေါ်တယ်အဲ့တော့ဒီမှာ3.5ယူပြီးရင်ဒီကနေပြီးတော့ထပ်ပြီးတော့0.9ချုပ်စာထပ်ယူရမယ်အဲ့ဒါဒီဒီချေတို့ကဆက်ချုပ်ကောလက်ချုပ်ကောဒီတိုင်းပဲသုံးသွားတာနော်ဒါပေမဲ့အခုပုံမှန်နောက်ပိုင်းဆိုရင်ဒီချက်ကဘယ်လောက်ဖြတ်လဲဆိုတော့4စင်တီဖြတ်လိုက်တယ်4စင်တီဆိုလို့ရှိရင်ဒီချက်တို့ဒီမှာ35မှတ်လား35 mm ဆိုဒီမှာ40ဖြစ်မယ်ဆိုတော့ဒီ line ထိကိုဒီချက်ဖြတ်လိုက်တယ်အဲ့4စင်တီအထိဖြတ်လိုက်ပြီးတဲ့အခါကျရင်ဒီချက်တို့ချုပ်စာကိုထပ်ယူစရာအကြောင်းလုံးဝမရှိတော့ဘူးအဲ့ဒါနဲ့ချုပ်သွားတာနဲ့ဒီချက်တို့အကွက်ကကွတ်လို့ရတယ်နော်နားလည်ပြီနော်အဲ့တော့ဒီချက်တို့ဒီအဆွေသားကဖြတ်တယ်ဆိုတာအဲ့လိုမျိုးဖြတ်ရတယ်နော်45ဒီဂရီဒီလိုသွားပြီးတော့မှဒီလိုထားပြီးတော့မှဒီချက်တို့ဖြတ်ရတယ်နော်ခမန်းချေနဲ့ကိစ္စမရှိပါဘူးဒါ45ဒီဂရီပဲဆိုလုံးလို့မရအောင်အဲ့လိုလုံးလိုက်လို့ရှိရင်ဘယ်မှာပြဿနာတက်နိုင်လဲဆိုတော့ဒီချက်တို့ရဲ့ဒီကွတ်လာတဲ့အချိန်မှာအတိုင်းအတာအတိအကျမဟုတ်တဲ့အတွက်ပြဿနာရှိတယ်ပြဿနာရှိလို့ရှိရင်ဒီချက်တို့အကွတ်တွေလည်းမလှတော့ဘူးနော်ဒါကြောင့်မလို့ဒီချက်အမြဲတမ်းတင်နန်းနေမှာလည်းပြောတယ်အဆွေသားဆိုတာအဆွေသားယူတဲ့နီးရမှန်ကိုမှန်ကန်ရမယ်မမှန်မကန်ဘူးဆိုလို့ရှိရင်ဒီချက်တို့ချုပ်တဲ့နေရာကျရင်ကိုဒုက္ခရောက်တယ်နော်တစ်ချက်နောက်တစ်ချက်ကဘာလဲဆိုတော့ဒီလိုအဝိုက်လာတဲ့နေရာတွေဆိုရင်ဆွဲလို့မရတော့ဘူးပိတ်စာဘာကြောင့်လဲဆိုတော့ဒီချက်တို့ဒီမှာ45ဒီဂရီမရှိတဲ့အတွက်ခမန်းချေနဲ့ဖြတ်တဲ့အတွက်အဆွေသားခမန်းချေနဲ့ဖြတ်လို့လုံးဝမရအောင်ဒါဒီချက်တို့အိတ်တွေချုပ်တဲ့နေရာမှာ45ဒီဂရီရှိကိုရှိရမယ်ပြည့်ကိုပြည့်ရမယ်ဒါကိုဒီချက်ပြပြတာနော်အဲ့တော့ပေတံနဲ့ဒီချက်တို့တိုင်းမယ်ဆိုလို့ရှိရင်ဒီမှာကြည့်နော်အခုဒီမှာဒါ45တွေ့လားဒီမှာကြည့်ဒီမှာတွေ့လားအတိပဲနော်ဒါကြောင့်မလို့ဒီချက်တို့အဆွေသားချုပ်ဖြတ်တော့မယ်ဆိုလို့ရှိရင်45ဒီဂရီကသွားကိုသွားရမယ်ဆိုတော့အဲ့ဒါကိုဒီချက်ပြပြတာနားလည်လိမ့်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်နိုင်ဆာမေအဲ့နီလာကိုွေးပါရှင်